ဒီနေ့ grade တင်တက်မဲ့ကလေးတွေအတွက် predicate ဆိုတဲ့ grammar ကအစင်းသက်ကြီးဖြစ်နေလိမ့်မယ်။ဒါပေမဲ့လေအဲ့ grammar ကနားလည်သွားရင်တကယ်လွယ်တယ်တိလား။မင်္ဂလာပါအင်္ဂလိပ်ဝေး Esther channel ကနေကြည့်ဆိုပါရစေ။ဒီနေ့မှာတော့ Esther က grade 10 grammar ရဲ့ကတစ်ခုဖြစ်တဲ့ subject and predicate ဆိုတဲ့ grammar အကြောင်းကိုရှင်းပြသွားမှာပဲဖြစ်ပါတယ်။ Esther တို့လေ့လာနေတဲ့အင်္ဂလိပ်စာကြောင်းတွေကိုအစိပ်အပိုင်းခွဲကြည့်မယ်ဆိုလို့ရှိရင်တော့ subject နဲ့ predicate ဆိုပြီးနှစ်ပိုင်းထွက်လာတာကိုတွေ့ရပါမယ်။ဒါဆိုလို့ရှိရင် subject ဆိုတာကဘာလဲ subject ဆိုတာကတော့စာတမ်းတစ်ကြောင်းမှာပါတယ်လူအရာကိုဒါမှမဟုတ်လို့ရှိရင်အကြောင်းအရာကိုပြောတာပါဘသူကလုပ်တယ်ဘသူကပြောတယ်ဆိုတဲ့အပိုင်းကို subject လို့ပြောပါတယ်ပြီးတော့ subject ကများသောအားဖြင့်စာတမ်းတစ်ကြောင်းရဲ့ပထမအဆုံးအရှိဆုံးနေရာမှာရှိတတ်ပါတယ်ဥပမာအနေနဲ့တစ်ခုပြောပြရမယ်ဆိုရင်တော့ Mama plays football မမောင်ကဘောလုံးကစားတယ်ဒီစက်တုံးမှာဆိုလို့ရှိရင်ပြုလုပ်တဲ့သူကဘာလဲဆိုတော့မမောင်ကဘောလုံးကိုကန်တာပြီးတော့မမောင်ဆိုတာကလည်းစာကြောင်းရဲ့ထိပ်ဆုံးပိုင်းမှာရှိရဲဒါကြောင့်မို့လို့မမောင်က subject ပါဒီတော့ subject ကလွယ်ပြီးကျန်တဲ့အစိပ်ပိုင်းအလုံးကတော့ predicate ပေါ့ဘာဖြစ်လို့လဲဆိုတော့စာကြောင်းတစ်ကြောင်းမှာကအစိပ်ပိုင်းတစ်ခုပဲရှိရဲ subject နဲ့ predicate subject ကိုဖယ်ထုတ်လိုက်ပြီဆိုရင်ကျန်တဲ့အစိပ်ပိုင်းကို predicate လို့ခေါ်ပါတယ်ကဲဒါဆိုလို့ရှိရင် Esther တို့ဥပမာအနေနဲ့စာကြောင်းတစ်ကြောင်းကို subject နဲ့ predicate ကိုခွဲကြည့်ရအောင် Susu is studying Englishဒီစာကြောင်းပါဆိုလို့ရှိရင်ဘယ်ဟာက subject လဲဘယ်ဟာက predicate လဲတေချာပါပဲပေါ့စုစုက subject ဖြစ်ပြီးတော့ is studying English ကတော့ predicate ဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်နောက်တစ်ကြောင်းအနေနဲ့ Mamo and his friend has a plan to travel in this year ဒီစာကြောင်းပါဆိုလို့ရှိရင်ဘယ်ဟာက subject လဲဘယ်ဟာက predicate လဲဒီစာကြောင်းမှာဆိုလို့ရှိရင်တော့ Mamo and his friend မောင်မောင်နဲ့သူ့တငယ်ချင်းဒီဟာက subject ပါခတ်တလီမှာဆိုရင် subject ကတယောက်လည်းဖြစ်နိုင်တယ်လို့တယောက်တည်းပို့တဲ့အရာလည်းဖြစ်နိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မောင်မောင်နဲ့သူ့တငယ်ချင်းတွေကဆုံးဖြတ်ချက်ချတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့မောင်မောင်နဲ့ his friend သူ့တငယ်ချင်းတွေဆိုတာက subject ပဲဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ကျန်တဲ့အပိုင်းက predicate ပေါ့။ကဲဒါဆိုလို့ရှိရင်ဒီလောက်လေတဲ့ grammar လေးကိုနားလည်လောက်ကြပြီထင်ပါတယ်။အခုလိုမျိုးအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ဘူးတုဒလေးတွေကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ English with Esther ဆိုတဲ့ channel လေးကို like and follow လုပ်ထားလို့ရပါတယ်။ဒါအပြင် Facebook, YouTube နဲ့ Telegram channel တို့မှာလည်းလေ့လာလို့ရပါတယ်။ကဲဒီနေ့ကတော့ဒီလောက်ပါပဲ။ Bye bye